တောင်းလိုက်ကိုယ်တိုင်ထိန်းချမှုဖို့ဌာနလို့ခေါ်တဲ့ချင်းတောင်လေးတစ်ခုမှကိုယ်တိုင်ဟာနံပါတ်48ရေးထားတဲ့ခန်းထဲမှာဒူးလာခဲ့တယ်ဗျာအခန်းထဲမှာကရင်တလုံးပေးစက်တစ်ခုနဲ့အလဲမှာဘော်ဒီတစ်ခုပဲရှိတယ်အဲ့ဒီဘောက်ကိုအခန်းပေါ်ဒူဒီမာဂါစီကတွင်းကြီးလို့ခေါ်တယ်ဒီလိုခန်းမျိုးတွေထပ်ပေါင်းရာရှိပြီးအခန်းတိုင်းမှာဥဆွေပိုင်းကပြရတဲ့နံပါတ်ဝတ်တွေတောင်းရတဲ့အကျဉ်းသား2ယောက်စီစီကြတယ်နေတိုင်းအဲ့ဒီပေါက်ကြီးတဲ့ကနေစားစရာတွေတင်ထားတယ်ပလပေါင်းတစ်ခုဆင်းလာတက်ပြီးအော်တိုကိုမစင်းခဲ့2မိနစ်အတွင်းဟိုဝါဆိုင်လိုက်ရတယ်အောက်ထက်ရောက်လေစားစရာရပ်ဖို့ခွင့်ရနေလေပါပဲလာတိုင်းရဲ့ဆုံးမှာတော့အချင်းသားတွေကိုအခြားထက်တွေကိုရှင်းပြောင်းပြတယ်ပထမဆုံးချင်းပလက်ဖုန်းဆင်းလာချိန်မှာကိုရင်းကမစံသေးတာရောအောက်ထက်ကလူတွေရဲ့အတွက်ရှမ်းထားပြီးနေတာရောကြောင့်ဘာမှမစပါဘူးတတိမာကစီကတော့ဝါဆာဘီစဝဲဘော်တွေထွေးချလိုက်တယ်ပေါ်တကလူတွေတဲ့ဒီတော့ပဲလုပ်ကြမှာပဲလို့သူကဆိုရဲကိုရင်းကဘန်ဒီတလုံးကိုနောက်မှဆောက်ဦးချမ်းထားပေမဲ့ပလက်ဖုန်းထွက်သွားတော့နဲ့ခံကရမ်းပူလာတယ်စားတော့ဒီချန်တာဝက်မရှိတာကြောင့်ကိုရင်းတဲ့အပူလောင်မတည်ခင်ဘန်ဒီကိုလုံမြင်လိုက်ရတယ်ဒီချိန်မှာကိုရင်းကဒူတီကိုမဝင်ခင်အင်တာဗျူးလုပ်ခဲ့တာနဲ့တဘောတူထားတဲ့အချိန်မပြည့်မချင်းထောက်ခဲ့မရှိဘူးဆိုတဲ့စာချုပ်ကိုလက်မှတ်ထိုးခဲ့တာတွေကိုပြန်သတိရတော့တယ်အကျဉ်းသားတွေကပြည်သူတစ်ခုစီချူလာခွင့်ရှိပြီးကိုရင်းကတော့ထရမီဆိုဒီစာအုပ်ကိုယူတာခဲ့တယ်သူကဒီကိုတီးမြပြူဒီပရိုမတစ်ခုရအောင်လို့အတွက်6လနေဘူးသူတဘောနဲ့သူဝင်လာခဲ့တာပါနောက်နေပလက်ဖုန်းရောက်လာချိန်မှာလဲခိုးရင်းကမစားပဲနေတော့ဒီမာဂါစီကအထက်40ချိန်ကနှမျိုးစရာပဲလို့တွေ့တယ်ခိုးရင်းကသူခမ်းဖို့ကိုစကြောင်ပေးကြည့်တဲ့အခါဒီမာဂါစီက TV ချန်နယ်တစ်ခုကနေစားခဲ့တာလို့ရှင်းပြတယ် TV မှာတွေ့တဲ့ထူးရတဲ့ဓာတ်ကောင်တစ်လက်ကိုခဲ့ပေမဲ့ရန်နေငယ်ကြမှာဘူကောင်းနဲ့ဓာတ်အသေးကိုထွန်းလာတာတွေ့လိုက်ရတယ်ဓာတ်ကိုတော့နှထွက်ပြီး TV ကိုဖရင်းပေါက်ကနေလွှင့်မြင်လိုက်ရကဒန်တော်လနဲ့တရားကိုတွားမှပြီးဒေတာစီခဲ့တယ်အဲ့ဒီတော့သူကိုစေရဲမာကြီးစေးရုံနဲ့ဒီတွင်းကြီးကတခုယူခိုင်းတော့ဒီကိုရောက်လာတာပဲဖြစ်တယ်သူအနေဆုံးရောက်လာက132ထပ်ပြီးအောက်မှာနောက်ထပ်အထက်တွေအများကြီးရှိသေးတာကိုမြင်ခဲ့ရတယ်အောက်ဘက်အထက်တွေကိုပါစားစရာမှမရောက်ပဲတလားလောက်နေရတာကတင်ဆိုးပဲမဲ့အောက်ဆုံးထက်တွေကိုနှလိုက်စက်တိုက်ကြရင်တော့ပြဿနာပါပဲဒါကိုခိုးရင်းကကြောက်သွားပြီးအောက်ထက်ကလူတွေကိုအစားတော့ရွှေတာစားဖို့လမ်းပြောပဲမဲ့ဘယ်သူမှဂရုမစိုက်ကြပါဘူးတတိမာကစီကတော့အောက်ထက်ကိုတိပန်းချလိုက်ပြီးသူယူလာတဲ့ပစ္စည်းက TV ကနေဝယ်ထားတဲ့ဓာတ်လို့ထုတ်ပြောပြတယ်နောက်တော့ဘလက်ဖုန်းဆင်းလာချိန်မှာတော့ခိုးရင်းနဲ့စပြီးစားပါတော့တယ်အဘော်တကနေလူတွေရအပေါက်တဲ့ပြုတ်ကြလာတဲ့ကိုခိုးရင်းတွေ့လိုက်ရပြီးတတိမာကစီကတော့ဒါတာမန်ကိစ္စဖြစ်ပြီးဘယ်သူမှ view ဆိုင်မှာမဟုတ်ဘူးလို့ပြောတယ်တတိမာကစီကသူရောက်ဘူးတဲ့အထက်တွေကြောင့်ပြောပြပြီးနောက်လိုက်မှလည်းသူတို့တူတူရှိနေကြအောင်မယ်လို့ဆိုတယ်အဲဒီတော့မှကိုရင်းကအခန်းပေါ်တွေကိုတူတူပဲရှေ့ရောင်းတာကိုသဘောပေါက်သွားခဲ့ပြီးတတိမာကစီကအောက်ထက်တွေရောက်ခဲ့တော့သူ့ရဲ့ရင်ခမ်းပေါ်ကိုစမ်းပစ်ခဲ့တဲ့ဆိုတာကိုနားလည်သွားတယ်ပလပေါင်းထက်စင်းလာချိန်မှာတော့မီယာရူဆိုတဲ့မိန်းကလေးတယောက်ထိုင်လိုက်လာတယ်ကိုရင်းကမီယာရူမှဒဏ်ရာတပြရတမြင်လို့ဆိုရင်သွားပေမဲ့တတိမာကစီကဘီယုံဆိုင်ဖို့ပြောတယ်မီယာရူကပြဖုန်းနေတဲ့ကလေးကိုရှာဖို့တလတ်တကအောက်ကိုဆင်းလာတဲ့ပြီးနောက်လာမှကလေးနဲ့တူတူရဖို့ခွင့်ရပုံမရအောင်သူနဲ့တွေ့ရတဲ့ခမ်းပေါ်တိုင်ကိုတက်ပြတဲ့ရှိတယ်အစောပိုင်းကပြုတ်ကြတာတဲ့သူကလည်းမီယာရူရဲ့သားကောင်ဖြစ်နိုင်တယ်တတိမာကစီကတော့ဒီမိန်းကလေးနဲ့မတူပဲဘသူကခုမှမတက်ခဲ့ဘူးပဲသူ့ထက်ကိုပြုတ်ကြလာတဲ့လောင်းတစ်ခုပဲစားခဲ့တာလို့ရှင်းပြပါတယ်ပလက်ဖောင်းနောက်တက်ကိုရောက်သွားချိန်မှာအဲ့ဒီကဒင်းသားတွေကမီယာရူကိုခွင့်ရယူဖို့ချိုးလိုက်ကြတယ်ခေါင်းကမီယာရူကိုလူပေးဖို့အော်ပြောပေမဲ့မလိုပါဘူးဗျာမီယာရူကပဲသူတို့ကိုတက်ပြီးပလက်ဖောင်းမှာပြန်တက်လာခဲ့တယ်လာကုန်သွားချိန်မှာတော့အချင်းသားတွေကိုတန်းငွေနဲ့အိမ်မောချစီပြီးအထက်တွေကိုရှင်းပြောင်းလိုက်တယ်ကိုရင်းနိုးလာချိန်မှာတော့အထက်181ကခရင်ပေါ်မှာကျူးတူခံထားရတာကိုတွေ့လာရပြီးထင်းဒီမာကစီကကိုရင်းဟာဘုံငယ်ပြီးတမာရတန်သူ့ကိုသူကဝယ်ဖို့အခုလိုကျူးတူထားရတာလို့ရှင်းပြတယ်အရှားထုတ်တဲ့စီကနေအထက်တရောက်လို့ထိတ်လန့်အောင်ရတန်နေကြနေရပြီးပရပေါင်းဆင်းလာချိန်မှာတော့စားစရာတစ်စက်တင်းမှမပါလာတော့ဘူးရှိရကြပြီးနောက်မှာတော့ထဒီမာကစီကအစားစားဖို့ချိန်တန်ပြီးလို့ချိန်ကြလိုက်တယ်ကိုရင်းရဲ့တားမှမှုတွေကိုလိလို့ရှိပြီးထဒီမာကစီကသူ့ရဲ့တားနဲ့ကိုရင်းရဲ့ပေါင်ကနေတားလိဝလို့ပဲမဲ့မစားရသေးခင်မှာပဲမီယာရူပါလာတဲ့ပလက်ဖောင်းရောက်လာတယ်မီယာရူကကိုရင်းဆိုရင်ပေးခဲ့တာကိုမမြင်ပြီးထဒီမာကစီကိုခေါင်းကသူ့ဓာတ်နဲ့ပဲပြန်တက်ခတ်လိုက်တယ်ပြီးတော့ကိုရင်းကိုကျုပ်ပြီးပေးပြီးထဒီမာကစီကိုဆုံးသက်လိုက်ဖို့ဓာတ်ကိုကမ်းပေးလိုက်တယ်အဲ့ဒီနောက်ကိုရင်းတတိတင်သွားပြီးပြန်လို့လာချိန်မှာတော့ခရင်မော်ရောက်နေခဲ့တယ်မီယာရူကသူ့ခြေထောက်ကိုအရာကင်းစားနဲ့ပတိစီပေးထားပြီးမိန်းကလေးကတော့ထဒီမာကစီကိုစားနေတယ်မီယာရူကကိုရင်းအတွက်အသားတရှိကြူလာပြီးတော့ကိုရင်းကတူးရတူဆုံးနဲ့ပဲလက်ခံလိုက်တယ်ပြီးတော့ရေတာပြီးနောက်ပလက်ဖောင်းပေါ်ကနေဘာမှမပြောပဲထပ်သွားခဲ့တယ်ရက်တွေကြာလာတော့ထဒီမာကစီရဲ့လောင်ကပုတ်ပွားလာပြီးကိုရင်းနဲ့လောက်ကောင်တွေကိုပါစားလာရတယ်ကိုရင်းဟာထဒီမာကစီရဲ့တစေကဒူးသားစားနေတာကိုလာကြည့်နေတယ်လို့စိတ်ကူးရင်အောင်ချာချာမှုတွေပါဖြစ်လာတယ်လာကုန်ချိန်မှာတော့အခန်းတဲ့တုံးတွေပြည့်လာပြီးကိုရင်းကမိမတ်တယောက်နဲ့တူးရှိနေပြီးမီယာရူကကြည့်နေတယ်လို့အိမ်မက်မှတ်နေခဲ့တယ်ရောက်လာတဲ့အခါမှာတော့သူ့ကိုစားနဲ့လာရက်နေတာခွေးကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်မ
ခေါ်တဲ့အောင်တော့ကသူ့ရဲ့ခမ်းပေါ်တဲ့သူဒီထောင်ထဲဝင်ဖို့စင်းသွင်းတော့ကအင်တာဗျူးလုပ်ခဲ့တဲ့အီမူဂူရီဖြစ်နေတာပါပဲခွေးကအီမူဂူရီရွေးချယ်ခဲ့တဲ့ PCP ပြီးအခုသူတို့ကအထိုင်33ကိုရောက်နေကြတာပါအင်တာဗျူးတော့ကအီမူဂူရီရဲ့မိကွန်းနေကြတဲ့ကကြောက်စရာကောင်းတဲ့တိကျမှုတွေကိုဂိုရင်းပြန်တရိရတော့တယ်တက်စီမှာတော့အီမူဂူရီကသူတဲ့ဂိုရင်းလိုပဲသဘောဆန္ဒရဝင်လာတာဖြစ်ပြီးခဏမှလူတွေတင်နေကြတယ်ဆိုတာကိုမသိဘူးခဲ့ဘူးလို့ရှင်းပြတယ်အီမူဂူရီဒီရတောက်ထက်နေရစီပြီးသူတွေအားလုံးလည်းစားတော့မနာဘူးလို့ဂိုရင်းကပြောတဲ့အခါလူတွေကကိုလိုအပ်တဲ့ပဲစားကြမယ်ဆိုရင်စားတော့လုံးငါပါလိမ့်မယ်လို့အီမူဂူရီကထောက်ပြတယ်အစင်းချင်းရမင်းကူညီချင်းစိတ်တွေလိုလိုဖြစ်လာအောင်တခုခုလို့လိုအပ်နေပြီလို့ဆိုပေမဲ့ဂိုရင်းကတော့ဒါကိုရည်ရည်တခုလိုပဲမြင်တယ်ကလေးတယောက်တည်ဆုံးသွားရင်တော့ပြောင်းလဲဖြစ်နိုင်မလားလို့တူးတွေးမိပေမဲ့ကွန်မြူနတီကန်ရအသက်16နှစ်အောက်တွေကိုလက်မခံဘူးလို့အီမိုဂူရီကတည်ဆန်တော့တယ်ပလပောင်းရောက်လာတဲ့အခါအီမိုဂူရီကဒုသနာပိတ်စားမိခွေးလေးကိုလည်းနည်းနည်းကြည့်ကနောက်တစ်ဖက်အတွက်စားမှန်တဲ့ပုံမျိုးပြင်ဆင်ပေးခဲ့တယ်ပလပောင်းအောက်ထက်ကိုရောက်သွားချိန်မှာအီမိုဂူရီကသူပြင်ဆင်ပေးထားတဲ့စားစာကိုပဲစားပြီးနောက်တစ်ဖက်ကိုမက်ဆေ့ပါဖို့နောက်တဲ့နှစ်ပုံပြင်ဆင်ပေးဖို့အချင်းသားတွေကိုနားချဖို့ကြိုးစားတယ်ထုံးစံအတိုင်းသူမစကားကိုဘယ်သူမှဂရုမစိုက်ကြပဲတောင်ရှိသူတွေကိုယ်တိုင်ကလည်းချင်းချင်းရမ်းကူညီခြင်းနာမျိုးကိုတကယ်တည်းမလို့လားဘူးလို့ကိုယ်တိုင်ကထောက်ပြတယ်လုံးလုံးကတော့ငါပြဿနာမရှိကြတာကြောင့်အုပ်ချုပ်ရေးပိုင်းကိုဝရင်းတင်မင်းနဲ့ကိုအီမိုဂူရီကမကြိုက်ပါဘူးဒါပေမဲ့ဟိုတန်းအောင်ဖြစ်တော့ခန်းပုတ်ကိုရေးချွက်ခင်ရတဲ့ခွင့်ရရခဲ့တာတို့ကိုယ်တိုင်ကတုံ့ပြန်တယ်အီမိုဂူရီကရှုံးမပေးပဲစားနောက်တွေကိုနေတိုင်းဆက်ခွဲတန်းချနေပြီမဲ့အောက်ထက်တွေကတော့လူလူချူတန်းဆဲပါပဲရဲနှစ်ပတ်ကြာမှာတော့ကိုရင်နဲ့အီမိုဂူရီရဲ့အော်ရင်းနေမှုတွေကိုအတိမခံနိုင်တော့ပဲအောက်ထက်ကလူတွေကိုသူပြောတဲ့အတိုင်းမလို့ရင်နေတိုင်းစားနောက်တွေကိုအလေးတွားချပြမယ်မစင်နေစားရလိမ့်မယ်လို့ချိန်ချောက်လိုက်တော့တယ်အဲ့ဒီချင်းချမှုကလုံးဖြစ်သွားပြီးဂျန်နာတွေကအောက်ထက်တွေကိုမက်ဆေ့တွေဆက်လက်ပို့ဆောင်ပေးကြတော့တယ်အချိန်နဲ့ငယ်ကြတော့တတိရနေတဲ့မီယာရူမှလာတဲ့ပလက်ဖောင်းဆင်းလာတယ်ခွေးလေးကစားနောက်တွေကိုခူးစားနေချိန်မှာကိုရင်နဲ့အီမိုဂူရီကမီယာရူကိုဂရန်မော့တင်ပြီးပြစုပေးရတယ်ပလက်ဖောင်းထွက်သွားတာနဲ့အခန်းကရမ်းအေးလာတာကြောင့်စီကံဖောက်ပြမှုနဲ့အသက်မခံရခင်ခိုးဆန်သွားတဲ့စားစာတွေကိုခွေးစီကနေနင်းပြင်းကိုဂိုရင်းကလိုက်ဖန်ရတယ်ညဘက်ရောက်တော့ဂိုရင်းကမီယာရူကိုဂရန်ပေးလိုက်ပြီးသူကတော့ကျမ်းမင်မှာပဲအိမ်လိုက်တယ်ဒါပေမဲ့ပြန်လို့လာချိန်မှာတော့မင်းကလေးနှစ်ယောက်ချင်းဖြစ်နေကြတာကိုတွေ့လိုက်ရတယ်မီယာရူကအဲ့ဒီခွေးလေးကိုစားဖို့တက်ပြလိုက်တာကိုတောင်းနေကြတော့မီယာရူပလက်ဖောင်းနဲ့ထွက်တော့တယ်မီယာရူကဂရိကိုစားနေတဲ့အကြောင်းဂိုရင်းကပြောပါပေမဲ့အီမိုဂူရီကမီယာရူကလုံခဲ့တဲ့ဇာလန်ကတယောက်လာတာလို့ရှင်းပြတယ်မီယာရူကမိသားစုမရှိတဲ့မင်းသမီးတယောက်ဖြစ်ပြီးဂိုရင်းလိုပဲသဘောဆန္ဒရဝင်လာတာပါအီမိုဂူရီကဒီနေရာဘလောက်ဆိုးလဲဆိုတာမသိပဲလူတွေကိုဒီကိုလုတ်ခဲ့မိပြီးကိုယ်တိုင်နဲ့ကင်ဆာယောဂကိုတောင်းနေတော့တက်ဖို့ဝင်နေကြရတယ်ယောဂကိုမနိုင်တော့ဘူးဆိုတာသိလိုက်ရချိန်မှာတော့သူကူကိုပြောင်းလဲလို့နိုင်မယ်ထင်တော့ဒီကိုရောက်လာပေမဲ့အခုတော့ဘာမှဂိမ်းမဆိုင်နိုင်တော့ဘူးလို့ဆိုပါတယ်တက်33ရဲ့နောက်ဆုံးနေ့မှာတော့မနေ့ပြန်စားစရာမရှိနိုင်တာကြောင့်ကိုရင်ကအီမိုဂူရီကိုတကူကူစားဖို့တိုက်တော့ပေမဲ့သူကစေးတဲ့ရမ်းကြနေပြီးခရင်ဘောကတော့မစင်းတော့ပါဘူးအားနေမနဲ့ဂိုရန်တို့လာတော့အထက်နေရနေကိုကြောင်းနေတာသိလိုက်ရတယ်ဒါဟာအီမိုဂူရီဒီထားတဲ့အထက်တွေပုံများနေတဲ့ဆိုတဲ့သဘောပါပဲဒီမန်ဒီယာကအီမိုဂူရီတဲ့လက်ကနန်ဒီယာမရှိလုံးလို့အရာကင်းစားကိုတုံးပြီးကိုယ့်ကိုယ်စောင်းစီရင်သွားခဲ့တယ်အဲ့ဒီချိန်မှာပဲထရီမာကဇီရဲ့တစေကတက်ပေါ်လာပြီးဂိုရန်တငယ်ချင်းတစ်ကိုစားမလားလို့မေးတယ်ဒီတကားတော့အီမိုဂူရီနဲ့ခွေးလေးပါတစေပြေးပါလာပြီးအလောင်းကိုစားဖို့တိုင်တွန်းကြတယ်ဂိုရန်ကတို့ရဲ့စကားတွေကိုလိလို့ဆိုပြီးတခြားရာတွေနဲ့အောင်လဲဝှချိုးလာတယ်ပိုက်စာလုံးလို့စောက်တဲ့ကစားရွက်တွေကိုစားလိုက်အကန်ပွဲစားတစ်ခုနဲ့နေရာပေါ်မှာရက်တွေကိုရစ်တွက်မှန်းသားလိုက်နေနေခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့စာနာမှုတန်းကိုမခံနိုင်တော့ပဲထရီမာကဇီရဲ့တန်းညမှုနဲ့အတူအီမိုဂူရီရဲ့လမ်းကိုစတင်စားသွင်းပါတော့တယ်ခြေတကူကြပြီးနောက်တစ်ချိန်ထပ်တောင်းတဲ့အခါဂိုရင်းထက်ချက်ကိုရောက်သွားလို့ဝန်တန်သွားတယ်နောက်ဂရင်မိုကလူကမီယာတို့ဖြစ်ပြီးသူ့ကိုတားနေလိုက်ခုတ်ပေမဲ့အရာကအီမတခုသာပြင်းနေတယ်တကယ်တမ်းသူ့ရဲ့ခမ်းမော်တစ်ကဘာရဖြစ်ပြီးသူလာတဲ့ပစ္စည်းကတော့ကျိုးဆောင်ပါဘာရကဒီအထက်ကနေဘောသုံးထက်တွေတက်သွားနိုင်မယ်လို့ထင်ပြီးရမ်းစိတ်တူစားနေတယ်ဒီတော့ထန်ကားကလူတွေကိုလည်းကူညီတောင်းတယ်အဘောကစုံတဲ့ကသူ့ကိုကျိုးလန့်ဆွဲပင်မလို့လက်ခံပြီးမှဘာရတက်လာချိန်မှာတော့အခြားချင်းကဖောင်းမိချူပြီးဘာရမျက်နှာကိုမစိမ့်ထွက်ချလိုက်တယ်အော်ယူချတော့တဲ့ဘာရတဲ့ကျိုးကိုလွတ်ချလာပြီးတူရလာရမှခိုးရင်းကချင်းမြဖန်းဆွဲထားနိုင်ပေမဲ့ကျိုးကတော့အဘောတဲ့ချုံညတော့တယ်ပတပေါင်းရောက်လာချိန်မှာတော့အထန်ကားကကျင်းသားတွေကျမထန်နေတဲ့အတန်းတွေကိုနားထောင်ရင်းနဲ့ပဲသူတို့စားကြရတယ်အချိန်နဲ့ကြာလာတာနဲ့အမျှထရီမာဂဇင်းနဲ့အီမူဂီရီတို့ရဲ့တက်စေတွေပြန်ပေါ်လာပြန်တယ်အဒီမာဂဇီကဂိုရင်းကိုနောက်တစ်လပဲဂျန်နိုလို့တော်တယ်လို့ရှိယူပြီးအီမူဂီရီကတော့ပြောင်းလဲဆိုတာလိုလိုပဲတော့မှမရှိလာဘူးဆိုတာတတိပေးတယ်ဒါကဂိုရင်းကိုဂျန်ကူရစေခဲ့ပြီးဘာရက်ကိုကူညီတောင်းတော့တယ်သူတို့ရတဲ့တမျှလက်နဲ့တွေနဲ့ပလက်ဖောင်းပုတ်ကိုခုံးချပြီးလူတိုင်းစားနိုင်မှုအတိုင်းစားတော့တွေကိုရွှေတန်စားအောင်လုပ်ကြမယ်ပေါ့အတန်နေရနေမှာရှိနေတော့ငါပလက်ဖောင်းရွှေသွားတဲ့ချိန်ကိုတွေ့ကြည့်ထားတာအရာအထက်မှု250လောက်ရှိနေပြီးဒီညစီကဖြစ်နိုင်တယ်ရှိတယ်လို့ကိုရင်းကယူဆတယ်ဘာရက်ကလည်းသဘောတူပြီးသူတို့ရဲ့ကရင်ကိုချိုးက
တန်ကြောင်းတွေကိုလက်နက်ပြေယူလိုက်ကြတယ်သူတို့နှစ်ယောက်ဘယ်တော့မှခွန်ကြပြီးတက်ခုံကိုရောက်သွားတယ်အဲ့ဒီမှာကိုရင်းကကျင်းသားတွေကိုဘာမှမယူခိုင်းမှုပြောတယ်ဒီဘော်တက်ကလူတွေကမနေ့ကလည်းဆိုင်ရသူတို့မနှက်ပြန်တဲ့တရားပေါ်ဆန်းမှာဖြစ်လို့ခက်ခဲဖြစ်နေတဲ့အထက်90ကျော်မှာပဲစားတော့တွေကိုစတင်ဝေပေးတင်တယ်လို့ဆိုတယ်ဘာရက်ကဒီကျင်းသားတွေကလွန်ခဲ့တဲ့ရသတ္တပတ်တွေကသူ့ကိုဘော်တက်ဖို့ကူညီပေးခဲ့တဲ့တင်ငယ်ချင်းတွေဖြစ်နေလို့တွန်းဆုနေပေမဲ့အိုးကတော့ဒီချင်းနဲ့တို့ပြန်လာတာကိုမြင်တော့မှကိုရင်းရဲ့ရွေချက်ကိုသဘောပေါက်သွားပြီးဒူတိုင်းကိုနားမကပ်ဖို့ဝိုင်းကိုတတ်ပေးတော့တယ်သူတို့နှစ်ယောက်ကစားတော့တွေကိုမထိခတ်အောင်လူတွေကိုချင်းချောက်ရင်အောက်ထစ်ကိုဆင်းလာကြတယ်အထက်နဲ့ငင်တာမှာတော့ဘာရက်ကသူ့လေးစားရတဲ့ဘီယန်စီဘိုးကြီးဘာရနဲ့ဆုံလိုက်ရလို့အောင်းတော့တယ်ဖရဗန်ကကောင်းလေးတွေလုံးနေတဲ့ကိစ္စကိုသဘောတူပေမဲ့ဝှချွေပိုင်းကဥတ္တမစိတ်မရှိလို့သူတို့အောင်မြင်ရင်တော့ဂီယူဆိုင်မှာမဟုတ်ဘူးလို့ထောက်ပြတယ်ဒါပေမဲ့အထက်တုံညာကဝန်ထမ်းတွေကတော့ဂီယူဆိုင်ကဆိုင်နိုင်တာမို့သူတို့ရဲ့တင်္ဂရတစ်ခုလိုရတယ်လို့ကြံပေးတယ်ဒါနဲ့ဘာရနဲ့ကိုရင်ကပန်နာကိုတာချူဝဲကိုတင်္ဂရအပြီးချင်လိုက်ကြတယ်ဘာလို့လဲဆိုတော့ရန်စင်ငံစားတဲ့ဟင်းနေရပြီးအောက်ခြေတိအကောင်းနဲ့ရောက်သွားရင်တော်တော်လေးအားနေရဖြစ်တော့မှာမို့လို့ပါပဲတို့ရဲ့မရှင်ကိုဆက်လက်လှုပ်ဆောင်ပြီးပန်နာကိုတာကိုထောင်ကျော်အောင်တိုင်းရင်လူတွေကိုချင်းချောင်းမတော့ကအောက်ကိုဆက်ဆင်းလာကြတယ်ထက်90ကိုရောက်တဲ့အခါဘာတဲ့နဲ့ကိုရင်းကအစားတော့တွေကိုစတင်ဝင်ကပြလိုက်ရလူတွေကရန်ကိုကျေးဇူးတင်ကြတယ်တက်90ခုမှာတော့ခါနာနေတဲ့ဘူးတူနဲ့စိတ်ကြမ်းမိုင်မကောင်းတဲ့ကောင်းတဲ့တယောက်ကိုတွေ့တယ်ကိုရင်းကဘူးကိုစွတ်ပြုတ်တိုက်ဖို့ကြိုးစားပေမဲ့ကောင်းလေးကနောက်မှာဘူးကြီးကိုတက်ပြီးစားမှမို့ဘယ်မှမခံဘူးပြောတယ်နောက်တစ်ချက်မှာတော့အလောင်းတစ်လုံးမရှိပြီးကိုရင်းကဒါမီးရတို့တတိယလာခဲ့တဲ့နေရာဖြစ်မယ်လို့ခန့်မှန်းလိုက်တယ်တက်ရှိသူမရှိလို့ပလက်ပေါင်းကမြဲတာကြောင့်ခေါရင်းရဲ့တွေ့ဆက်မှုမှနေပြီးထပ်ပေါင်း150ထပ်မကရှိနေတဲ့ဆိုတာကိုသိကြသွားတယ်။နောက်ထပ်မှာတော့ဘီယာဒူကိုတိုက်ခိုက်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။တယောက်ကဓာကြီးကင်ထားပြီးနောက်တစ်ယောက်ကခန္ဓာကိုထွားချမ်းလုံးလို့ခေါရင်းနဲ့ဘာရတို့ဝင်ကူညီတဲ့အခါခုကိုကောက်ဝဲဖို့တော့တော်တော်လေးရုန်းကန်ရတယ်။ဘာရကဒုလူကိုပြရင်ရှင်းပြီးမှခေါရင်းကိုကူပြီးလူဝတီကြီးကိုတတ်နိုင်ခဲ့ပေမဲ့ကန်တူးစာနဲ့ပဲမီယာဒူထွက်တော့နောက်ကျသွားခဲ့ပြီးသူတည်ဆင်းသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့ပလက်ပေါင်းကထပ်300မှာရက်သွားပြီဒါနောက်ဆုံးထက်လို့ထင်ရတယ်အစားကတော့လူကြီးလို့ထင်ခဲ့ပေမဲ့ခရင်အောက်မှာပုံနေတဲ့သူရှိနေတယ်အဲ့ဒါကတော့ကြောက်ဆုံးနေတဲ့ဂရင်းမာလီမာဒီပါပဲဘာရနဲ့ကိုရင်းကဂရင်းမာလီစီတွန်းလိုက်ပြီးပလက်ဖောင်းပေါ်ကနေဆင်းလိုက်တာနဲ့ပလက်ဖောင်းကအောက်ကိုဆက်ဆင်းသွားပြန်တယ်ကိုရင်းကဘာရကိုပန်နန်ကွက်တာကိုပေါက်တပိကြခိုင်းမိမဲ့ဘာရကညင်းတယ်သူတို့အောင်တော့တာကစားတော့ချန်ထားပေမဲ့အခန်းကပြေးပေးတဲ့အနေနဲ့ဘူးလာတိုင်းအေးလာတာမျိုးဖြစ်ဘူးဗျတော်လိုပြီးတွေ့တော့ပြီးနောက်ဘာရကပန်နန်ကွက်တာကိုမာလီကိုကြည့်လိုက်တယ်သူတို့300အဲ့ဒီထက်မှပဲနေလိုက်ကြပြီခိုးရင်းစီကိုတတိမကစီအီမိုကွီစီနဲ့အခုမီယာဒူရဲ့တစေတွေပါချောင်းလန်နေတော့တယ်ရုတ်တရက်ဘာရကတစေတွေပြောတာကိုသဘောတူလိုက်ပြီးကလေးမလေးကမှမစစ်ဘဲလို့ခိုးရင်းကိုပြောတယ်ခိုးရင်းပြန်လို့လာချိန်မှာတော့ဘာရဟာသူ့ရဲ့ဒဏ်ရာတွေကနေတွေးထွက်လွန်ပြီးတဆုံနေတာကိုတွေးလိုက်ရတယ်နောက်တော့ဘလက်ပေါင်းရောက်လာချိန်မှာတော့ခိုးရင်းကမာလီကိုခေါ်လာပြီးမောင်လူဖုံးလွှင့်နေတာလူကြီးဖြစ်တဲ့အထက်တုံညကိုရောက်သွားကြတယ်အဲ့ဒီချိန်မှာထေဒီမကစီရဲ့တစေပေါ်လာပြီးခိုးရင်းကမက်ဆေ့ရဆေးပဲမိုးလို့ပလက်ဖောင်းပေါ်ကနေဆင်းခဲ့ဖို့ပြောတယ်သူတို့နှစ်ယောက်ကမာလီနဲ့အတူအထက်ကိုတက်တဲ့ပလက်ဖောင်းကိုကြည့်ရင်ဒီကလေးမလေးကဘော်တက်ကမြတ်ထုတ်သူတွေကိုအဲ့တွေချင်းနေမှန်ကိုပြောင်းနိုင်ပါစေလို့ညှော်လင်းနေခဲ့ကြပါတော့တယ်ဇလန်လီကတော့ဒီလောက်ပါပဲနောက်တော့လည်းဇလန်ကောင်းတွေတင်ဆက်ပြမှာမို့ channel လေးကို like စကားတက်ခဲ့ဖို့ပြောပေး